အိတ်ခါနီးမှာကျွန်တော်ကမိမကိုပြောမလို့ပဲရှိသေးတယ်မိမရေလို့မလုပ်ဖြစ်တာကြာပြီနော်လို့ဒါပေမဲ့စကားတော့မဆုံးသေးဘူးသူမကတက်ချင်းကိုကောက်ကင်လိုက်ပြီးတော့ဒီအပေါ်စားအရာကြီးကိုထိုင်ဆွဲလမ်းမနေအောင်အပြက်ပြစ်လိုက်မယ်လို့အော်တယ်အိမ်အောင်တဲ့ဘဝဆိုတာဒီလိုပဲအမြဲအေးဆက်သွားတာလားကျွန်တော်အစွမ်းကုန်စူးစမ်းခဲ့ပါတယ်နောက်ဆုံးတော့နာမည်ကြီးခွဲစိတ်ဆရာဝန်မလေးကိုပဲမိမအဖြစ်ရွေးချယ်ခဲ့တာပေါ့ဒါပေမဲ့9နှစ်တာကာလအတွင်းမှာကျွန်တော်တို့ကြားဘာပတ်သက်မှုမှမရှိခဲ့ဘူးဘာလို့လဲဆိုတော့သူမကတန်ရှင်းရေးကိုအရန်ယူတုပ်ပြီးလူချင်းကြည့်မိတာကိုအရန်မုန်းလို့လေတခါကသူမနှုတ်ခမ်းကိုနမ်းလိုက်မိတာသူမကရေချိုးခမ်းတဲ့ကိုပြေးသွားပြီးတော့အန်ထုတ်ဖြစ်တယ်နောက်မှအဲ့ဒါကခန္ဓာကိုယ်ရဲ့တုပ်ပြန်မှုပါလို့ပြောပေမဲ့ကျွန်တော်အတွက်တော့ရင်ဝကိုအထူးခံရရတယ်လို့ပဲအဲ့ဒီနောက်သူမကအင်္ဂလန်ကိုအလုပ်ကိစ္စနဲ့တွားရပြီးကျွန်တော်တို့တစ်နှစ်ခွဲလောက်ဝေးနေခဲ့ကြတယ်9နှစ်ပြည့်အထိမ်းအမှတ်နေ့ရောက်တော့သူမကိုအံ့ဩသွားအောင်အင်္ဂလန်ထိလိုက်သွားခဲ့တာပေါ့ဒါပေမဲ့ဒီတင်ပါစေပညာတက္ကသိုလ်အပြင်ဘက်မှာလူချင်းချင်းမိမှာကိုကြောက်တဲ့ကျွန်တော်မိမကအမျိုးသားတယောက်ရဲ့ဆိုရွှဲနေတဲ့ဖက်နဲ့ချီအိတ်တွေကိုချုပ်ပေးနေတာမြင်လိုက်ရတယ်မင်းကကလေးကြနေတာပဲကိုကိုတော့မဆောင်ရှောက်တတ်ဘူးလားလို့သူမကချင်းချင်းနာပြောနေတာဗျမိုးတွေတက်ထန်နေတဲ့ချားမှာညင်းစီပန်းတွေကင်ပြီးကျွန်တော်ကြောက်ရွံ့လို့ရက်နေမိတယ်အဝေးကထိုမျိုးသားကဝစ်ဆောင်ပြင်းနဲ့ခေါင်းလေးဆောင်ပြီးသူမနဲ့တွေ့တွေ့ရှင်းရှင်းစကားပြောနေတယ်အဲ့ဒီလိုမျက်နှာအမူအရာမျိုးကြွအနောက်တစ်ခါမှမမြင်ဘူးသူစကားပြောရင်သူမကနူးနူးညံ့ညံ့ပြုံးနေပြီးမျက်လုံးတွေကလည်းသူ့စီကမခွာဘူးအတော်ကြာမှသူမကျွန်တော်ကိုသတိထားမိသွားတယ်သူမရဲ့အပြုံးတွေကချက်ချင်းမိမ့်သွားပြီးထိုမျိုးသားကိုတစ်ခုခုကပ်ပြောပြီးဖြီးလေးဆောင်ကကျွန်တော်စီလျှောက်လာတယ်ဘာလို့ရောက်လာတာလဲတဲ့အနောက်ရှက်ဖြစ်သွားတဲ့လေတံမျိုးနဲ့မေးတယ်ကျွန်တော်လည်းအတင်းပြုံးပြီးနင်းစီပန်းတွေကမ်းပြလိုက်တယ် Rose 9နှစ်ပြည့်အထိမ်းအမှတ်အတွက်ဘာလို့ပြောလိုက်ပေမဲ့အဝေးကနေဂျေဆန်ဆိုတဲ့လူက Rose အစည်းအဝေးစတော့မယ်လို့လမ်းခေါ်တယ်သူမကကျွန်တော်ကိုခက်အေးပဲကြည့်ပြီးအထဲကိုလိုက်ခဲ့ပါလို့ပြောတယ်ကျွန်တော်ခဏရက်နေပြီးမှနောက်ကလိုက်သွားခဲ့တယ်ကိုလူစီရောက်တော့သူကသူမဘေးမှာတဘာဝချက်ချဝင်ရက်လိုက်ပြီးနှစ်ယောက်သားတူတူနဲ့ရှေ့ကထွက်သွားကြတယ်သူ့နာမည်ကဂျေဆန်နဲ့သူမနဲ့အရင်ရင်းနေတာပဲကျွန်တော် Rose နဲ့စကားပြောဖို့ကြိုးစားပေမဲ့ဂျေဆန်ကအမြဲတမ်းကြားဖြတ်နှောက်ယှက်နေတယ်အစည်းအဝေးခက်ရှိရောက်တော့ဂျေဆန်ကစပိန်လိုပြောလိုက်တယ်ဒါမင်းရဲ့ယောက်ျားပေါ့မင်းနဲ့တော့မလိုက်ခတ်တယ်လို့ပဲတဲ့ Rose ကလည်းစပိန်လိုပဲပြန်ပြောတယ်တိုက်ခတ်ဖို့ကအရေးမကြီးပါဘူးတင့်တော်ရင်ရပါပြီတဲ့ကျွန်တော်ဘာမှနားမလည်ဘူးလို့သူတို့ထင်နေတာဒါပေမဲ့လွန်ခဲ့တဲ့9နှစ်ကသူမကိုရအောင်ယူဖို့အတွက်သူမစပိန်စကားပြောတတ်တာသိတာနဲ့ကျွန်တော်တေချာတင်ယူခဲ့တာလေဂျေဆန်ထဲဝင်သွားတော့မှသူမကကျွန်တော်ကိုကြည့်ပြီးအစည်းအဝေးရှိလို့ဒီမှာခဏဆောင်နေပါလို့အေးဆက်ဆက်ပြောတယ်အဲ့တဲ့တယောက်ကိုပြောတယ်လို့ပဲကြားကျွန်တော်လည်းချောင်းတွေ6ခတ်တော့အားရလက်ထဲကနှင်းစီပန်းတွေကလည်းကျွန်တော်တို့ဆက်ဆံရေးလိုပဲညှိုးနှံနေပြီး9နှစ်တာလုံးတစ်ဖက်သက်ဆက်ဆံရေးကနှင်းမဲ့ပြီးပြီးဆုံးသွားပြီပေါ့မျက်နှာပေါ်ကမိုးရည်တွေကိုတုပ်လိုက်ပြီးလက်ဆောင်ပေးမဲ့ပန်းတွေကိုအမိုက်ပုံနဲ့ပစ်ထည့်လိုက်တယ်ချက်ချင်းပြန်ဖို့ပြင်ပေမဲ့အတေချာစကားပြောတဲ့နယ်လို့ထင်လို့2နာရီကြာအောင်စောင့်ခဲ့ရတယ်အစည်းအဝေးပြီးတော့သူမရဲ့တိုက်ခန်းစီလိုက်သွားခဲ့တယ်အခန်းကတောက်ပြောင်နေတာပဲ Rose ကကျွန်တော်အတွက်ဖက်နှက်အစ်စ်ထုတ်ပေးပေမဲ့ဖက်နှက်စင်မှာသူမနဲ့စင်တူဝစ်ထားတဲ့အမျိုးသားစီဖက်နှက်စုပ်တစုံကိုတွေ့လိုက်ရတယ်စုံတွဲဖက်နှက်ပေါ်ရေချိုးခန်းသုံးပစ္စည်းအစ်စ်တွေမှာပေးထားတယ်ခဏနားနေလိုက်ဗိုက်စာနေမှာပေါ့ခောက်ဆွဲပြုတ်ပေးမယ်လို့ပြောတယ်သူမကကျွန်တော်ပေါ်အမြဲတမ်းယဉ်ကျေးပြီးစိတ်သက်နေတာပဲလုပ်ပေါ်ကန်ဖက်ထက်တောင်အေးဆက်သေးတယ်ခီးပန်းလာတာနဲ့ဆိုဖာပေါ်မှာနားနေတော့ Rose ရဲ့ပုံလေးလင်းလာတာတွေ့လိုက်တယ်ပို့တဲ့သူကဂျေဆန်ပဲ9နှစ်တာအတွင်းသူမဖုန်းကိုတခါမှမကြည့်ခဲ့ဘူးဒါပေမဲ့အခုတော့မနေနိုင်တော့ပဲကောက်တိုင်လိုက်မိတယ်အဲ့ဒီတုန်းကဒါမင်းငါစီလိုက်လာခဲ့ရင်အခုမင်းလေးမှရှိနေမှာငါဖြစ်မှာပါလေအဲ့ဒီစာကိုမြင်မဂျေဆန်ကသူမရဲ့ရီစားဟောင်းမှအတေချာတိလိုက်ရတော့တယ်ဖုန်းစခင်ပြေးသွားတော့သူမရဲ့နောက်ခံပုံကိုမြင်လိုက်ရတယ်ဂျေဆန်ရဲ့ဘွဲနဲ့တင်ပုံပဲကျွန်တော်မိမရဲ့ဖုန်းနောက်ခံပုံက9နှစ်လုံးသူ့ရီစားဟောင်းပုံဖြစ်နေခဲ့တာအဲ့ဒီအချိန်မှာကျွန်တော်ဟာသူမကဘာထဲမှာဘာမှမဟုတ်မှရှင်းရှင်းကြီးတိလိုက်ရတယ်ညီကိုချောင်းကပကံတန်တွေကြားတော့ဖုန်းကိုပြန်တင်ထားလိုက်သူမကဘာမှမသိပဲခောက်ဆွဲကမ်းပေးတယ်စားမကောင်းရင်အတင်းမစားနဲ့ကျွန်တော်သူမကိုမကြည့်ပဲမေးလိုက်တယ်ဂျေဆန်နဲ့မင်းနဲ့ဂျာကကိစ္စကိုပြောပြလို့ရမလားလို့သူမကတီတီငင်ငင်ပဲဂျေဆန်ကသူ့ဤစားဟောင်းဖြစ်ချောင်းရှင်းနေလောက်တွဲခဲ့ပြီးလက်ထပ်ဖို့အထိရည်ရွယ်ခဲ့ပေမဲ့ဒီမှချက်မတူလို့လမ်းခွဲခဲ့ကြတာလို့ပြောပြတယ်သူကနိုင်ငံခြားမှာအလုပ်လုပ်ချင်ပြီးသူမကတော့ဒီမှာပဲနေချင်ခဲ့တာတဲ့သူမလေတန်ကအေးဆေးနေပေမဲ့တုံနေတာကိုကျွန်တော်ခံစားမိတယ်ကျွန်တော်ခောက်ဆွဲစားရင်ဆက်မေးပေမဲ့သူမကတိတ်သွားတယ်ညဘက်ကတင်တစ်ခုထဲမှာအတူအိတ်ပေမဲ့နှစ်ယောက်လုံးကစန့်ကျင်ဘက်အစိုးနှစ်ဖက်မှာအဲ့ဒီမှာ Rose ကကျွန်တော်လက်ကိုလာခိုင်းတယ်အိမ်မှာလုံးကအိမ်ရင်ကျွန်တော်ထိမိတိုင်းသူမကရှောင်ဖယ်နေကြလေဒါပထမဆုံးအချိန်သူမဘက်ကစထီတာပဲသူမရှင်းပြမလို့ဖြစ်နေပေမဲ့သူမပြောလိုက်တာကချိန်ငါဒီမှာပဲအခြေချဖို့ဆုံးဖြတ်လိုက်ပြီးတဲ့ကျွန်တော်လက်ဖြားတွေအေးဆက်သွားတယ်တနေ့တည်းသွားရမယ့်အလုပ်ကအပတ်တိုင်းတက်တန်းတိုးနေတာကျွန်တော်ကတော့အိမ်မှာသူ့မိဘတွေကိုပြဥဆိုရင်သူမပြန်လာမှာကိုပဲစောင့်နေခဲ့တာအခုတော့သူမကတစ်ဖက်တက်ကြီးဒီမှာပဲနေတော့မယ်တဲ့သူမကျွန်တော်အတွက်နေမှာမဟုတ်မှန်းသိနေလို့ကျွန်တော်ထပ်ပြီးတောင်းပန်မှနေကျွန်တော်ကိုအေးလေအဆင်ပြေပါတယ်ဒါပေမဲ့ဒီမှာကမိုးခဏခဏရွာတတ်တော့ကိုဘီယူဆိုင်လို့ပဲပြောလိုက်တယ်ကျွန်တော်ဒီလောက်အလွယ်တကူသဘောတူလိုက်မယ်လို့သူမမထင်ထားဘူးထင်တယ်ကျွန်တော်လက်ကိုပိုတင်းတင်းဆုပ်ကန်ပြီးကျေးဇူးတင်ပါတယ်ကြိတ်တဲ့ကျွန်တော်ဘာမှပြန်မပြောဘဲမျက်လုံးပိတ်ထားလိုက်တယ်အားလုံးကိုအဆုံးတက်ကိုဆုံးဖြတ်ပြီးပြီလေကျွန်တော်ဒီနိုင်ငံကိုတကယ်မုန်းတာမိုးရွာတာကိုမုန်းတယ်လို့သူမကိုပြောဘူးလေညနေတော့ Rose ရဲ့ဖုန်းကတုံနေတော့ပဲဂျေဆန်စီကမှန်းကျွန်တော်သိတယ် Rose ကအတန်တိုးတိုးနဲ့ထားပြီးပြောတယ်ဂျေဆန်ကတခါကမိုးရွာတဲ့ညမှာသူ့ရီစားဖောက်ပြန်တာမြင်ဘူးလို့မိုးကျူးပြင်းရင်အရင်ကြောက်တာလေသူနဲ့သွားနေပေးမှဖြစ်မယ်လို့ပြောတယ်ပြီးတော့သူမကချက်ချင်းပြန်လာခဲ့မယ်လို့ခရီးပေးသေးတယ်ကျွန်တော်ဘာမှပြန်မပြောဘဲအိတ်ချင်ဟန်ဆောင်နေလိုက်တယ်ဒါပေမဲ့ဒီတခါတော့ကျွန်တော်ထပ်မဆောင်တော့ဘူးသူမထွက်သွားတာနဲ့ဖုန်းကောက်ကင်ပြီးမနက်4 နာရီလေရင်လက်မှတ်ကိုချက်ချင်းဖြတ်လိုက်တယ်ပြီးတော့အိတ်ထဲကနေရက်ဆွဲရေးထားတဲ့လက်ဆောင်ဘူး9ခုကိုစပွဲပေါ်တင်ထားလိုက်တယ်ပြီးတော့သူမစီစပိန်လိုအတန်ဖိုင်ပို့လိုက်တယ် Rose မင်းဂျေဆန်ကိုတကယ်ချစ်မှန်းကသိပါတယ်သူစီကစာတွေလည်းမြင်ပြီးမင်းသူ့အတွက်ဒီမှာနေချင်တာကိုငါနားလေတယ်ဒါကိုငါ့ကိုစောစောပြောခဲ့တင်တာဒါဆို9နှစ်လုံးလုံးမင်းချိန်တွေဖြုံးတိမိမှာမဟုတ်ဘူးဒီကားဘူးကမင်းအတွက်မင်းလေးလက်ဆောင်တွေပါတရက်ကိုတပူပဲဖွင့်ပါ9ရက်မြောက်နေ့မှာ9ရက်နောက်ဆုံးအော်စရာလက်ဆောင်ရှိတယ်လို့ပြောပြီးပို့လိုက်တယ်10နာရီကြာတော့ကျွန်တော်လေရင်မြေပြင်ပေါ်ကိုစင်တက်နိုင်ခဲ့ပြီလေနောက်ထပ်ဘာတွေသိချင်သေးလဲပြောပါဦးဗျ